Hello, alo mẹ miệng là ba, narian thì spa của tập nhất thế bọn nó, ấy tập nhất thế spa li à chả đó, xí lo khoa bọn nó, ấy là linh em mấy sắp bị ba mẹ, lại cái bị ba, ra rồi sai bọn nó, bọn thế bọn nó xí rồi sai đi ba, decoration này ảnh là đấy, bây giờ tôi bọn nó sao chứ mà bọn sao lâu đâu mà solution, narian thì underwear rồi bra rồi con chain rồi bọn nóသူတို့ပေးရဝစုံလေးဝတ်ပြီးတော့နေရပေါ့နော်အဲ့ဒါလေးအရင်သဘောကျရဲကဲခု Narian ကဘာလို့မှလဲဆိုတော့ Moroccan bath က free massage ကလုံးမဆိုတော့ပထမဆုံးအနေနဲ့ Moroccan bath ကိုအရင်လုပ်ပါမယ်တနည်းအားဖြင့် Moroccan bath ကကြာရေချိုးတာပေါ့နော်ရေချိုးရလို့ပဲပြောမှာပေါ့ဒါပေမဲ့တော့ရိုးရေချိုးတာမဟုတ်ပဲねကိုမှရှိရဲ့ကြီးတွေညစ်ကြီးတွေအကုန်လုံးပေါ့နော်ရှိသမျှကြာအကုန်လုံးပြောင်းတော့ချိုးပေးရပေါ့နော်အမွှေးဆိုင်လေးနဲ့ဆိုတော့လေအရန်ဟိုမှနေလို့ကောင်းတယ်ပြီးတော့ဒါကတော့ရေချိုးပြီးရဲ့ပုံစံပေါ့နော်ရေချိုးပြီးတက္ကလာစပင်ကတော့အကုန်လုံးလျှော်ခေါင်းတွေပါလျှော်ပေးရဆိုတော့လေခေါင်းလေးတော့ဆိုသွားတယ်ကဲဒါကတော့ massage လုပ်ဖို့ပေါ့နော် body massage လုပ်ဖို့ body massage အခန်းကိုသွားနေရပါတစ်ခန်းနဲ့တစ်ခန်းလည်းမတူဘူးပေါ့နော် body massage ခန်း Morocco bath room ခန်းဆိုပြီးတော့ဒါကတော့ body massage ခန်းမှာကြာတော့လေအကုန်လေးကအေးဆက်ပြီးတော့နှိပ်ပေးရလဲအရန်ကိုမှအကျော်ချင်နေပြေးပြီးတော့လုံးဝကို relaxing ဖြစ်တဲ့နေ့ပေါ့နော်ဒီနေ့ကရှိသမျှအကျော်ရအကုန်လုံးပြေးပါတယ်သူကလုံးဝ body massage ဆိုတဲ့တိုင်းတစ်ခုလုံးအကြာကြီးနှိပ်ပေးရပေါ့နော်ကဲအခုဆိုရင်တော့မြေလဲချိုးပြီး body massage လည်းပြီးပြီဆိုတော့ဆိုနေတဲ့ခေါင်းလေးကိုခေါင်းချောက်တော့ခံပါမယ်ဒါ dryer လေးတမောက်လိုက်တယ်ပေါ့နော်တိချလေးလုပ်ပေးပါရဲ့ကဲအခုတော့30% give voucher လေးယူပြီးတော့ပေါ့နော်အားလုံးပဲ Narian လိုမျိုး give voucher လေးလည်းလိုချင်တယ် discount လေးလည်းလိုချင်တယ်ဆိုရင်ဒီလထဲမှာလာ try မဖိတ်ခေါ်ပါရဲ့ရှင်